ကဒီအိတ်တောင်ထည့်လို့ရတယ်ပြီးသွားပြီဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဖိုတိုရှူသွားလုပ်မှာဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးလုပ်မလဲဆိုတော့ဘယ်လိုကင်မရာနဲ့လုပ်မလဲဆိုတော့လိုက်ကြည့်လိုက်ပါအားလုံးတတ်တာပြီးမှပြတ်တွေ့ပါမယ်ကဲဒီနေ့ဘာရိုက်မှာလဲဖိုတိုရှူမှာပါပြောတယ်ပုတ်ရိုက်မှာပါအမရိုက်မှာလဲအခုပေါ့ဒီတာကြည့်လဲဟောင်းကျွန်တော် assistant ပါ hi လိုက်အောင် hi hi အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ရိုက်မဲ့ကင်မရာကတော့ Fuji A800 ဖြစ်ပါတယ်ဆိုတော့ဒီကင်မရာနဲ့ကျွန်တော် model ကိုရိုက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ရိုက်ပုံလေးကိုတစ်ချက်လောက် show လိုက်ပါဦးရပြီမြင်ချင်ဒီအလယ်မှာရအတစ်ပင်နဲ့ဒီဘက်နဲ့တို့ရပြီဒီဘက်နည်းနည်းကြည့်နည်းနည်းနောက်ဆိုထောင်းတာနည်းထောင်းဒီကင်မရာကဒီအိတ်တောင်ထည့်လို့ရတယ်ပြီးသွားပြီပြန်ထုတ်ရင်ဒီလိုထုတ်လိုက်ရောအဲ့တော့ဒီတေးလေးဟယ်လိုဆိုတော့ကျွန်တော်ဒီနေ့ portrait ရိုက်တာဘယ်လောက်ပဲကြာ15မိနစ်လောက်ပဲကြာတယ်15မိနစ်အတွင်းအပြီးရိုက်ပြီးပြီဆိုတော့ကျွန်တော်အခုပြန်တော့ပါမယ်ဆိုတော့နောက် vlog မှာပြတွေ့ပါမယ်ကျွန်တော်ရဲ့လောလောဆယ်ကျွန်တော်ရဲ့result လေးတစ်ချက်လောက် show လိုက်ပါ